ကိုအောင်ဒီကလေးလေးတွေကို73နှစ်တူ15နှစ်တူ3တန်း4တန်းနဲ့ဘာမှအလုံးမလုပ်တဲ့ကလေးတွေခုနကဦးအောင်ဟာပြည်စင်သားများဦးစားပေးမိဆိုပြီးတော့ပြည်စင်သားဘိုးတော်ကြီးတွေခေါ်လိုက်တယ်ခေါ်ပြီးတော့သူတို့ကိုဘာလုပ်လဲပြောရင်ကျုပ်ကလေးလေးတွေကိုအလုပ်ခန့်နေတယ်အဲ့ဒီကလေးလေးတို့ခင်ဗျားတို့ထိန်းရမယ်အဲ့တော့73 45နှစ်ကလေးလေးတွေကိုကျောင်းဆရာလုပ်ဘူးတဲ့လူဟာထိန်းလို့လွယ်မလားခက်မလားလွယ်တာပေါ့အဲ့ဒီမှာနေဦးအောင်ကဒါလွန်ခဲ့တဲ့2009ခုနှစ်ကအဲ့လိုကလေးလေးတွေရဲ့အပေါ်ကလူကြီးတွေရဲ့နှစ်ဖွဲ့မွေးလိုက်တယ်မွေးပြီးတော့သူတို့ဗရင်ပညာသင်ထမင်းကျွေးပြီးတော့မွေးလိုက်တယ်အဲ့တော့အဲ့ကလေးတွေကအိမ်ကဘာမှမတတ်ဘူး3တန်း4တန်းနဲ့အိမ်မှာလည်းအသုံးမရဒါပေမဲ့ကိုယ့်အတွက်ဘာလုပ်လို့ရတယ်လဲအသက်60ကျော်ခန့်နဲ့73နှစ်ခန့်နဲ့အဲ့နှစ်ခုကိုတွေ့ပြီးတယ်နေဖို့အိပ်ဖို့အဆောက်အဦနေရာအိမ်လုပ်လိုက်တယ်အိမ်ကမိသားစုနဲ့ပြဿနာအများကြီးတက်ပါတယ်အသက်60ဘိုးကြီးတွေကိုစီမံဆိုပြီးတော့ခန့်လိုက်တော့အဖေတဲ့ဘာလုပ်တာတုံးလဲစီမံဆိုတာသမီးတို့လုပ်ရမှာလေတဲ့ဒီဘိုးတော်တွေကကျွတ်တို့အိမ်ဘာလို့စီမံရမှာလဲကိုလေးရောင်နဲ့ယောက်ျားတော်ရှုပ်ကိုရှုပ်တယ်တဲ့ဘာလေးလဲအများကြီးပြဿနာတက်တယ်မင်းတို့ရှာမရှိနဲ့ငါလို့အဲ့73နှစ်လေးတွေအိမ်ပေါ်ခေါ်ပြီးတော့အင်တာဗျူးခိုင်းတယ်အဲ့ဒီဘိုးတော်ကြီးတွေနဲ့ဇာတိတာဆေးလေးတောက်တက်လားအရက်တောက်တက်လားဘာလားမိဘတွေခေါ်ပြီးတော့ကိုပြောချင်တာတွေအကုန်ပြုတဲ့ခါမှာဒီဘက်မှာအုပ်ချုပ်မဲ့အုပ်စုနဲ့ဒီဘက်ကအလုံးလုံးမဲ့အုပ်စုနှစ်စုရောက်လာတယ်အဲ့တော့ဒီလူတွေကငါဘာလုပ်ချင်တာလဲဒီကလေးတွေကိုကိုကရွှေပညာသင်ပေးမယ်အနည်းဆုံး9နှစ်နေရမယ်တကယ်လို့2နှစ်နဲ့ထွက်တယ်3နှစ်နဲ့ထွက်တယ်သူထမင်းဖို့ပြန်ရောရမယ်တခါတည်းချုပ်ထားတာကိုကမှသင်လို့မပြီးသူ2နှစ်လောက်နေထွက်သွားဟာမရဘူး2နှစ်နေထမင်းဖို့တခါတည်းစာချုပ်ချုပ်တာအဲ့ကြမှာမထွက်တာကိုလည်းအစတော်တော်ခံခဲ့ရတယ်အဲ့တော့အဲ့ဒီကလေးတွေကိုဦးအောင်ကမွေးလိုက်တာ9နှစ်လည်းပြည့်ရောဒီကောင်တွေဗရင်ပညာအကုန်လုံးတတ်သွားတယ်ကိုထမင်းကျွေးမွေးတဲ့ကောင်ဖြစ်တဲ့အတွက်ဘယ်အကျော်တော်လက်ခါအပြည့်ပေးစရာလိုလို့တော့အဲ့တော့ပထမဆုံးတက်တဲ့ကောင်ကိုမင်းဒီပထမဦးဆုံး30ရာခိုင်နှုန်းစားတယ်နောက်ဗရင်နေအဲ့လိုလှုပ်လာလိုက်တာရာခိုင်နှုန်းစားလေးနဲ့လှုပ်တာကိုကထမင်းကျွေးတယ်ဒီကလေးတွေကိုဦးအောင်ဘယ်လောက်ထိလှုပ်လဲပြောရင်ဂျာမနီကအခုဥက္ကဋ္ဌကြီးဦးကျော်မြင့်ဦးဆောင်တဲ့ MRCCN ကနေပြီးတော့ဂျာမနီကနေပြီးတော့ပညာရှင်ခေါ်တယ်အပြင်ပရိနေတင်မပေးဘူးနော်ဒါအောင်သမားကြီးမှာမွေးထားတယ်ခုန73နှစ်သားလေးတွေကိုဒါအသက်သွင်းနေတာအဲ့တော့ကိုယ်လုပ်ငန်းကိုခင်ဗျားတို့ခြံပေါက်မွေးနော်ဗာမွေးခြံပေါက်မွေးကိုယ်ခြံပေါက်ကခိုင်းလို့ကောင်းတယ်အောင်သမားကြီးမှာအလုပ်လာလျှောက်လို့ရှိရင်လုပ်ငန်းအတွေ့အကြုံရေးထားလိုက်တာဘယ်ရွှေတိုင်းမှာဘယ်နှစ်နှစ်ဘယ်ရွှေတိုင်းမှာတခါတည်းတာမတ်သက်တို့ရေးလို့တခါတည်းတာပယ်တာထားလိုက်တော့သူများရွှေတိုင်းကပါလာရင်ခန့်ကိုမခံဘူးကိုယ်ခြံပေါက်မှာမဟုတ်တာပြဿနာတက်လို့ဆူလိုက်တာနဲ့အမလီကျမတို့ဘယ်ရွှေတိုင်းလုံးကဘလို့ပါအဲ့ဒီဟာတွေကိုမခံရင်လို့ကိုယ့်ဘာကိုအစ်စ်မွေး